ဘဝကခဏလေးပါတဦးနဲ့တဦးနေရမရွေအချိန်မရွေခွဲခွာသွားရနိုင်ပါတယ်ချစ်နေတုန်းလဲခွဲခွာသွားရနိုင်သလိုမုန်းနေတုန်းမှလည်းခွဲခွာသွားရနိုင်ပါတယ်ဒါကြောင့်တဦးနဲ့တဦးရှိနေတုန်းမှတန်ဖိုးထားပါတဦးပေါ်တဦးနားလည်ပေးပါကိုယ်ပေါ်တန်ဖိုးထားသူတွေရဲ့တန်ဖိုးကိုနားလည်ပါကျေးဇူးရှိသူတွေပေါ်ကျေးဇူးသိပါကိုယုံကြည်သူတွေပေါ်မလဲစားပါနဲ့ကိုသစ္စာရှိသူတွေပေါ်သစ္စာမဖောက်ပါနဲ့ခဏတာလေးပျော်ရွှင်ဖို့အတွက်တဘဝလုံးဆုံးရှုံးနေနိုင်ရမယ့်လူမျိုးတွေကိုမလုပ်ပါနဲ့လူဘဝခဏလေးမှာကိုမုန်းသူတွေနဲ့ကိုကမုန်းရသူတွေကိုမိထားလိုက်ပါဘဝကို